စာချုပ်ကဘာဖြစ်လို့လက်မှတ်ရေးထိုးခဲ့တယ်လဲဆိုတဲ့နေရာမှာလည်းအရေးကြီးပြန်တယ်စာချုပ်ကအလေးပုံရှင်လို့လက်မှတ်ရေးထိုးခဲ့သလားဒါမှမဟုတ်အဲ့ဒီအခြေအနေဆူတဲ့အချိန်မှာလူမြောက်ဖို့အတေလုပ်ခဲ့သလားဆိုတဲ့ဒီဟာကလည်းအရေးကြီးတယ်နော်တကယ်လို့အလေးပုံရှင်လို့လက်မှတ်ရေးထိုးခဲ့တယ်ဆိုလို့ရှင်တော့လက်မှတ်ရေးထိုးတဲ့လူတွေကိုကျွန်တော်တို့ကအပစ်တင်ရမှာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာရွာတိုင်းမှာအိန္ဒိယရေးပေါ်တွေပြည့်ဖြစ်သွားတယ်တောင်ယာတိုင်းမှာအိန္ဒိယရေးပေါ်တွေပြည့်ဖြစ်သွားတယ်နာဂကိုအမတမ heavily rounded up ပေါ့တကယ်ကိုထူထပ်စွာဝိုင်းထားခဲ့တဲ့အချိန်ဖြစ်တယ်အဲ့ဒီဝိုင်းထားခဲ့တဲ့အချိန်မှာကတည်ရဲရှိရဲဖြစ်သွားတာပေါ့တည်ရဲရှိရဲဖြစ်သွားတယ်နာဂရေးပေါ်တွေဒီအာဝရဲချင်းမှာရှိတဲ့လူတွေကကိုယ်ကလင်းပုံကုန်တယ်နောက်ပြီးတော့မှဒီဟာဆေမာရီလည်းအကုန်ကလင်းပုံကုန်ပြီလော်သာရီလည်းအကုန်ကလင်းပုံကုန်ပြီနောက်ပြီးတော့ရိန်မာတွေကတော့တဝက်တစ်ပက်အလုံးပုံပြီကောညောက်တွေကတော့အရှက်ဘက်မှာထွက်ပြေးသွားတယ်ကောင်းတယ်ချမ်ယုံအားတွေလည်းပဲအရှက်ဘက်မှာထွက်ပြေးသွားတယ်ကျွန်တော်တို့အရှက်ဘက်မှာစခန်းလာချတယ်နောက်ပြီးတော့မှတန်ခိုတွေလည်းပဲအရှက်ဘက်မှာထွက်ပြေးသွားတယ်ဒါပေမဲ့ဒီအင်္ဂါမီချာကဆန်ရဲချင်းမှာဖက်ဒရယ်ခေါင်းဆောင်တွေကချာဆန်အင်္ဂါမီရဲချင်းမှာပဲနေပဲချန်တယ်နာဂခေါင်းဆောင်တွေအဲ့ဒါအိန္ဒိယအစိုးရနဲ့စကားပြောဖို့ငြိမ်းချမ်းရေးလုပ်ဖို့ option ဒီဘာလဲအခုနရေးလည်းမရှိခဲ့ဘူးပေါ့အဲ့ဒါလိုဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ Nagaland Peace Council ဆိုတာ Nagaland Baptist ကနေပြီးတော့မှဖွဲ့စည်းလာတဲ့အဖွဲ့အစည်းရှိတယ် Reverend Longri Ao ကနေပြီးတော့မှအိန္ဒိယကိုလည်းပြောတယ်ဟာခင်ဗျားတို့လက်နက်နဲ့အပြုတ်ချလို့ရှိရင်လက်နက်ရအပြုတ်ချတယ်ဆိုတာကဒါကဒီပြဿနာပြပြမှာမဟုတ်ဘူးအခုဒီပြဿနာပြပြဖို့အတွက်ကငြိမ်းချမ်းရေးလို့ပါငြိမ်းချမ်းရေးလို့ပြီးတော့မှနိုင်ငံရေးရကောင်းကောင်းဆွေးနွေးပြီးပြဿနာဖြေရှင်းမှရမယ်လို့ပြောတယ်အိန္ဒိယအစိုးရကိုဒါပေမဲ့အိန္ဒိယရေးပေါ်တွေပြောတာကတော့ဟာငါတို့လက်နက်နဲ့ပဲပြုတ်ချမယ်ငင်းချမ်းရေးနေပါတယ်နဲ့ဆွေးနွေးလို့မရတော့ဘူးဆိုပြီးတော့မှသူတို့ကအဲ့လိုတုံ့ပြန်တယ်ဒါပေမဲ့အဲ့ဒီအုပ်ချုပ်ရေးအရာရှိတွေကတော့ဟာသူတို့ဒီငင်းချမ်းရေးအရာပြောပြီးတော့မှနိုင်ငံရေးအရာအလေးပုံခိုင်းမှာပေါ့နိုင်ငံရေးအရာအလေးပုံခိုင်းပြီဆိုလို့ရှိရင်ပြပြတ်တော့မယ်အဲ့ဒါကြောင့်မို့နိုင်ငံရေးအရာအလေးပုံခိုင်းမယ်ဆိုပြီးတော့မှဒီဟာစာချုပ်တစ်ခုကိုလုပ်ပြီးတော့မှငင်းချမ်းရေးလုပ်မယ်ပေါ့ငင်းချမ်းရေးလုပ်ပြီးတော့မှနာဂတွေကိုအလင်းပုံခိုင်းမယ်ဆိုပြီးတော့မှအဲ့ဒါလို့သူတို့ရဲ့ရည်ရွယ်ချက်ကတော့နာဂကောင်းဆောင်ရဲ့ရည်ရွယ်ချက်ကြတော့သူတို့နဲ့စာချုပ်တစ်ခုကိုလုပ်ထားပြီးတော့မှအဲ့ဒီစာချုပ်ကနဲ့လွတ်မြောက်အောင်ငါတို့ကစားမယ်ကစားပြီးတော့မှနာဂအမျိုးသားရေးကိုပြန်ကဲတင်မယ်ဆိုပြီးတော့မှသူတို့ရဲ့ရည်ရွယ်ချက်ကအဲ့ဒါလို့အဲ့ဒါကြောင့်မို့အိန္ဒိယရည်ရွယ်ချက်ကအလေးပုံဖို့လုပ်တယ်နာဂကောင်းဆောင်ရဲ့ရည်ရွယ်ချက်ကတော့ပြန်ပြီးလွတ်မြောက်ဖို့ရည်ရွယ်ချက်လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့အချက်နှစ်ချက်ရှိတယ်အဲ့ဒီမှာအချက်တစ်ချက်ကအိန္ဒိယဝန်ကြီးချုပ်ကနေပြီးတော့မှဥပဒေစုမှုရေးဆိုတာကိုလုံးဝပိတ်ပင်ခဲ့တယ်ဥပဒေစုမှုရေးဆိုတာမရှိတော့ဘူးဒီအာဏာကအိန္ဒိယလက်ရေးပေါ်ရဲ့လက်ထက်မှာကိုရောအပလိုက်ပြီအဲ့တော့အိန္ဒိယလက်ရေးပေါ်တွေကနာဂလဲကိုပြည့်ဝဝိုင်းထားတယ်အဲ့တော့နောက်မှာစာချုပ်တစ်ခုကိုလုတ်တိုင်းလည်းပဲကစားနိုင်မဲ့အကွက်ကဒီစာချုပ်ကနံပါတ်1တဲ့နဲ့ဥပဒေစိုးမိုးရေးကိုပိတ်ပင်တဲ့အချိန်မှာစာချုပ်လုပ်ခဲ့တယ်အဲ့ဒါကြောင့်မို့ဒီစာချုပ်ကတရားမဝင်ဘူးလို့ပြောနိုင်တယ်နေ့တစ်ချက်ကအိန္ဒိယရေးပေါ်တွေကနာဂလန်ကိုထူထပ်စွာဝိုင်းထားတဲ့အချိန်မှာလက်နက်နဲ့ချင်းချောက်ပြီးတော့မှစာချုပ်လုပ်ခဲ့တဲ့ဟာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့သူတို့ကငင်းချမ်းရေးကောင်စီ MPC ပေါ့ MPC ကိုဟုတ်ကဲ့ကောင်းပြီကျွန်တော်တို့အိန္ဒိယနဲ့ဆွေးနွေးမယ်ဆိုပြီးတော့မှပြောခဲ့တယ်
အဲ့လိုပြောခဲ့တယ်အဲ့ဒါကြောင့်မို့ဒီစာချုပ်ဖြစ်လာမဲ့အချိန်ကတော့အဲ့လိုဖြစ်လာခဲ့တာပေါ့